လန်းအစမှာနန်းတွင်းပကြီးဆရာလေးဟာအမိုးပေါ်မှာပကြီးဆွဲနေရင်ဧကရစ်ရဲ့လှုပ်ဝက်ချက်ကိုချောင်းကြည့်မိသွားပါတယ်။စိုးရိမ်စိတ်ကြောင့်လက်ကတုံပြီးအနီရောင်မင်းဆက်တစ်ဆက်ဟာဧကရစ်ရဲ့ရှေ့တက်ကိုအရှိန်နဲ့ကျဆင်းသွားခဲ့တယ်။ချက်ချင်းဆိုသလိုဧကရစ်ကရိပ်မိသွားပြီးသူ့လူတွေကိုခေါ်လိုက်တဲ့အခါပကြီးဆရာလေးရဲ့ကံကြမ္မာဟာလွန်စွာစိုးရိမ်စရာဖြစ်သွားခဲ့ပါတယ်။ထိုစဉ်မှာပဲပညာရှိဝင်ကြီးတဦးကဒီလူဟာနားမကြားတဲ့ဆုံးအတူတယောက်ပါလို့လိန်ညာပြီးအကာအကွယ်ပေးလိုက်ပါတယ်။ပကြီးဆရာလေးဟာလည်းချက်ချင်းပဲအလိုက်တဲ့နားမကြားသလိုဟန်ဆောင်လိုက်ရတော့တာပေါ့။ဒါပေမဲ့တန်တရားကြီးတဲ့ဧကရစ်ကအလွယ်တကူမယုံကြည်ခဲ့ပါဘူး။ဘယင်ကမင်းကိုငါမောင်း၃ချိန်တီးပြီးအခွင့်အရေးပေးမယ်။တတိယအကြိမ်မတိုင်ခင်အောက်ကိုဆင်းလာရင်အသက်ချမ်းသာခွင့်ပေးမယ်လို့ပြောပြီးဧကရစ်ကမောင်းကိုကျဲလောင်စွာတီးခိုင်းပေမဲ့ပကြီးဆရာလေးကတော့အသက်ကိုဖက်နဲ့ထုတ်ပြီးဘာမှမကြားသလိုကြောက်ရွံ့လိုငြိမ်နေခဲ့ပါတယ်။သူ့ကိုအောက်ဆွဲချလာတဲ့အချိန်မှာဧကရစ်ကမျက်နှာကိုအနီးကပ်စောင့်ကြည့်နေပါတယ်။နောက်ဆုံးအဆင့်အနေနဲ့ပကြီးဆရာလေးရဲ့မျက်လုံးကိုပိတ်လက်ကိုတစ်သားတုံးနဲ့ရိုက်ချိုးမဲ့စမ်းသပ်မှုကိုလှုပ်ဆောင်ပါတယ်။ဧကရစ်ကငါရိုက်တော့မယ်လို့တတိပေးမယ်။နာရင်လက်ကိုယုံလို့ရတယ်လို့ပြောပါတယ်။တကယ်ရိုက်လိုက်တဲ့အချိန်မှာတော့အပြင်းထန်နာကျင်ပေမဲ့ပကြီးဆရာလေးကဘာမှမထွက်ပဲအောက်ခံနိုင်ခဲ့မှသာဧကရစ်ကသူ့ကိုနားမကြားတာအစ်စ်ပဲလို့ယုံကြည်ပြီးအိမ်ပြန်ခွင့်ပေးလိုက်ပါတယ်။အဲ့ဒီညမှာပဲဝင်းကြီးစီတွားရောက်ကျေးဇူးတင်တဲ့အခါဝင်းကြီးကထူထဲတဲ့တန်ချက်အင်ကြီးတစ်ထည်ကိုပေးပြီးဆက်ပြီးနားမကြားသလိုပဲဟန်ဆောင်နေပါလို့မှားကြားလိုက်ပါတယ်။ပကြီးဆရာလေးမြို့ပြင်ကိုထွက်ပြေးဖို့ပြင်နေတော့မှပဲအမောင်ထဲကလူသက်သမားတစ်ယောက်ပေါ်လာပြီးသူ့ကြောပြင်ကိုဓာတ်နဲ့အရှိန်ကုန်လွှဲပြီးခုတ်ချလိုက်ပါတော့တယ်။ဝင်းကြီးပေးလိုက်တဲ့ဝေယုံကြောင့်သာအသက်မသေးခဲ့တာကိုသိလိုက်ရတဲ့အချိန်မှာတော့ဧကရစ်ဟာသူ့ကိုလွတ်ပေးလိုက်ပေမဲ့အသေးသက်ဖို့လူလွတ်လိုက်တယ်ဆိုတာသိတာသွားပါတော့တယ်။